အားလုံးပဲမင်္ဂလာပါဒီခေါက်55ချိန်မြောက်လက်ကြီးတော့မှာပေါ့နော်ကားလေးတွေကလည်း share ပဲအရန်ကြိုက်ကြတယ်အားလုံးလည်းကန်ဆန်းကြတယ်ပေါ့နော်ဆိုတော့ကြောက်တာ promotion လေးမပေးဘူးလားကားကိုအရန်ကြိုက်လို့ပြီးလို့ရှိရင်ဒါငွေသားလက်ဆောင်လေးတွေလည်းပေးပါအောင်ဆိုပြီးတော့ပြောထားကြတဲ့မိတ်ဆွေတွေညီမဒီတစ်ခေါက်မှာဒါငွေသားလက်ဆောင်လေးပေးဖို့စီစဉ်ထားပါတယ်ဘယ်နေ့မှာပေးမလဲဆိုလို့ရှိရင်တော့ဒါအခုလာမယ်9လပိုင်း23ရက်နေ့ည live မှာညီမငွေသား10သိန်းကိုဒါကန်ဆန်းထားကြတဲ့မိတ်ဆွေတွေအတွက်ကိုလက်ဆောင်လေးပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒါတော့ငွေလွှဲပြီးတော့ဝယ်ယူကန်ဆန်းထားကြတဲ့မိတ်ဆွေတွေအတွက်တိတက်မြတ်တာလက်ဆောင်အနေနဲ့ပေးတာပါ promotion လေးတော့မပေးတော့ဘူးပေါ့နော်ဒါ ticket ဈေးလေးတွေကလည်းဒါအိမ်စီးဆိုလို့ရှိရင်လည်းအားလုံးကန်ဆန်းနိုင်မဲ့ဈေးလေးနဲ့လုပ်ပေးထားတယ်ပြီးလို့ရှိရင် picket ထဲကပေါ့နော် high jet ဆိုလို့ရှိရင်လည်းအားလုံးကြိုက်ကြမယ်ကားလေးကိုလည်းရွေးပေးထားပြီးတော့မှအားလုံးကန်ဆန်းနိုင်မဲ့ဈေးလေးနဲ့လုပ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ညီမဒီတစ်ခါမှ promotion လေးတော့မပေးတော့ဘူးဒါငွေသားလက်ဆောင်လေးတော့ဒါမြစ်တာလက်ဆောင်အနေနဲ့ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒါငွေလဲပြီးတော့ကန်ဆန်းထားကြတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒါမြစ်တာလက်ဆောင်ပါရှင်ဆိုတော့အခုကတော့ဒါညီမတို့ကဒါချင်မဲရက်လေးလေးကြော်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအခုငွေလွှဲအခုယူဆိုပြီးတော့မှကန်ဆယ်လို့ရမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီတစ်ခေါက်ကတော့ဒါညီမကဒီမှာရှိနေတဲ့ကားလေးနှစ်စီးရဲ့ iPhone 16 Pro Max ရေကိုလည်းကြီးတော့လေးလုပ်ပေးထားတာဖြစ်ပါတယ်ဒီမှာပြထားတဲ့ Honda Civic ကတော့ဒါအားလုံးသိထားပြီးသားဖြစ်တဲ့အတိုင်းပဲလူတိုင်းကြိုက်ကြတယ်လူကြိုက်များကြတယ် H power ကလည်း 1.3 ဖြစ်တဲ့အတွက်ကြောင့်မလို့စီစားအရန်သက်သာတယ်စီးရတာလည်းညင်ညင်ညောင်ညောင်ရှိတဲ့ Honda Civic ကားရှယ်လေးကိုလက်ကြီးတော့တစ်ကတ်တစ်ဆောင်ကို3,15,000နဲ့လက်ကြီးတော့လေးလုပ်ပေးထားတာဖြစ်ပါတယ်ဒီဘက်က picket ပဲရင် high jet လေးကတော့ဒါအားလုံးကြိုက်ကြမဲ့ပေါ့နော် auto gear လေးလည်းဖြစ်တယ်ပြီးတော့ high jet ကိုမှ extra grade နဲ့ကားလေးကိုညီမကလက်ကြီးတော့တစ်ကတ်တစ်ဆောင်ကို9,300နဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါအရှိတစ်ခေါက်ဗီဒီယိုမှာတော့ညီမဒါစတစ်ကာလေးတွေဒီမီကွက်ကိုနီကယ်လေးတွေအလှမစင်ပေးထားရသေးဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ဗီဒီယိုမှာဒါအားလုံးကိုအလှစင်ပေးထားပြီးသားဖြစ်ပါတယ်ဒီမှာနီကယ်ပက်လက်လေးလုပ်ပေးထားတယ်ပတ်မှန်တွေကမှအစားညီမအားလုံးကိုနီကယ်ပက်လက်လေးလုပ်ပေးထားပေးပါတယ်ပြီးတော့ပေါ့နော်ဒါစတစ်ကာလေးတွေနဲ့လည်းအလှစင်ပေးထားပါတယ်နော်ကိုရိုင်းကြိုက်မှနော်ဝယ်ယူသူကန်ဆန်းသူကိုလည်းပေးချင်တာပါနော်အကောင်းဆုံးအလှဆုံးဆိုတာတွေကိုပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမအားလုံးကိုအလှစင်ပြီးတော့မှညီမဒါကန်ထူးရှင်ကိုပေးရတော့မှဖြစ်ပါတယ်ဆိုတော့ဒီကားလေးအတွက်ကတော့ညီမတို့ကလက်ကြီးတစ်ကတ်တစ်ဆောင်ကို9,300ပါရှင်ဒီတစ်ခေါက်မှာတော့ဒါ iPhone 16 Pro Max ကိုညီမရင်တစ်ခေါက်နဲ့မတူဘဲနဲ့လက်ကြီးတစ်ကတ်တစ်ဆောင်ကို1000ကျပ်ထဲနဲ့ပဲလုပ်ပေးထားတာဖြစ်ပါတယ် iPhone မယူခြင်းတဲ့မိတ်ဆွေတွေအတွက်ကိုညီမတို့ကနော်360ကိုလည်းညီမတို့ပေးရတော့မှဖြစ်ပါတယ်ရှင်နော်ဆိုတော့အခုပြပေးခဲ့တဲ့ကားလေးတွေရဲ့ iPhone ရဲ့ကအခုလာမယ်9လပိုင်း16ရက်နေ့မှာထွက်ရှိမဲ့ထိုင်းထီနဲ့ရဲ့အပြောင်းလဲမရှိဖွင့်ပပေးတော့မှာပဲဖြစ်ပါတယ်ကန်ဆန်းညင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့ဒါညီမတို့ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39ခုငွေ114411ခွန်39ခုငွေ114411ဆိုတဲ့ Viber နံပါတ်လေးတွေကနေဗီဒီယိုကောခေါ်ကားလေးတွေကိုကြည့်ပြီးတော့မှယုံကြည်စိတ်ချစွာနဲ့ကန်ဆယ်လို့ရမှာဖြစ်ပါတယ်။တော့ထိုင်းထီနဲ့ဖွင့်ပေါက်ပေးမှာပေါ့နော်။ဆိုတော့ထိုင်းထီအနောက်3လုံးဝင်ညီမကပထမဆုလို့သတ်မှတ်ထားပါတယ်ဆိုတော့ဒီမှာရှိနေတဲ့ကားနှစ်စီးရဲ့ iPhone 16 Pro Max ရဲ့ကိုပေးရတော့မှာပါတယ်ထိုင်းထီအရှိ3လုံးကိုညီမကဒုတိယဆုလို့သတ်မှတ်ထားပြီးတော့မှ Honda Civic ကားအတွက်ငွေသား10သိန်း High Jet အတွက်ငွေသား10သိန်း iPhone 16 Pro Max အတွက်ငွေသား3သိန်းဆိုပြီးတော့မှဒုတိယဆုတွေကိုလည်းပေးရတော့မှာဖြစ်ပါတယ်ရှင်နှစ်သိန်းဆုတွေလည်းညီမထည့်ပေးထားပါသေးတယ်ဆိုတော့ကန်ဆယ်ညင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့ညီမတို့စီမှာအစင်မြဲသုံးတဲ့ငွေလွှဲနံပါတ်လေးတွေရှိပါတယ်ဒါကတော့အခုဒီမှာပြထားတဲ့39ခုငွေ114411ခွန်ဦးရဲထွဦးမှာ KP ရောဝေရရှိတာဖြစ်ပါတယ်39ခုငွေ114411ရှေ့တန့်စင်အောင်မှာလည်း KP ရောဝေဖြောရှိတာဖြစ်ပါတယ်ဒီနံပါတ်လေးနှစ်ခုကိုပဲညီမတို့ကအစင်မြဲသုံးတာဖြစ်ပါတယ်ရှင်တခြားနံပါတ်တွေဆိုလို့ရှိရင်တော့ပိတ်အတုဖြစ်ပါတယ်ဆိုတော့ပိတ်အတုပါတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Viber လေးကနေဗီဒီယိုကောခေါ်ကားလေးကိုကြည့်ပြီးတော့မှကန်ဆန်းတာစိတ်ချရဆုံးဖြစ်ပါတယ်ရှင်ဆိုတော့ညီမရဲ့55ချိန်မြောက်လက်ကြီးတော့မှာကန်ဆန်းထားကြတဲ့မိတ်ဆွေတွေအားလုံးကန်ထူးကန်ကောင်းကြပါစေကားကန်ထူးရှင်ဖုန်းကန်ထူးရှင်လေးတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဆိုတော့ဒါအခုကဒါညီမဒီ9လပိုင်း23ရက်နေ့ညမှာပေါ့နော်ငွေသား10သိန်းကိုလက်ဆောင်ပေးတော့မဲ့ live လေးရှိပါတယ်ဒါကတော့ငွေလွှဲဝယ်ယူကန်ဆန်းထားတဲ့မိတ်ဆွေတွေအတွက်မြတ်တာလက်ဆောင်ပါရှင်ဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့ comment လေးမှာမှတ်ခဲ့ပေးပါရှင်ညီမ like လွှင့်နေရဲကြလို့ရှိရင်ဒါ like and share လုပ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုဖုန်းပီလေးလည်းလက်ဆောင်ထပ်ပြီးတော့ပေးတော့မှာဖြစ်ပါတယ်ရှင်ဆိုတော့ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှရသူမျိုး5ပါးပေးမှကင်းဝေးပါစေလို့ဆုတောင်းပေးနေညီမရဲ့ဗီဒီယိုလေးကိုနှုတ်ဆက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာပါ